မင်္ဂလာပါကျွန်တော်ရဲ့ YouTube beginner class ကကြိုဆိုပါရစေဒီကျွန်တော်က chapter 7ပါเนาะကျွန်တော် chapter 7မှာကျွန်တော်ကဒီ channel စထောင်လာလေးကျွန်တော်ပြပြမယ်ပေါ့เนาะအဲ့တော့ channel စထောင်မယ်ဆိုအရေးဆုံးအရေးကြီးတာကျွန်တော် Gmail ဖွင့်ထားမယ်ပေါ့เนาะ Gmail ကိုကတော့ကောင်းတာကတော့ personal နဲ့ဖွင့်တယ် business account နဲ့ဖွင့်တာပေါ့ဒါ personal account နဲ့ဖွင့်တယ်ရတော့ရပါတယ်အဲ့တော့ Gmail ဖွင့်တာကတော့ကျွန်တော်မပြတော့ဘူး Gmail ဖွင့်တာကတော့ကိုယ့်ဘာကိုပဲဖွင့်တာတော့ Gmail account တစ်ခုရှိကိုကြည့်ရမယ်အဲ့ဒါကိုမသိဘူးဆိုရင်ကျွန်တော်တို့ကဒီ Google ကနေပြီးတော့ Gmail ဖွင့်နေပါညာနဲ့ရှာပြီးတော့လုပ်ကြည့်တာပေါ့နော်အဲ့တော့ Gmail ကဖွင့်ပြဖို့ဒီတော့ကျွန်တော်မလုပ်ပြတော့ဘူးเนาะကျွန်တော်ကဒီ channel နဲ့ပတ်သက်တဲ့ tips တွေပဲအဓိကပြောပြမှာမလို့ပါအဲ့တော့ channel စဖွင့်တော့မယ်ဆိုအရင်ဆုံးကျွန်တော်ဒီ YouTube မှာစပြီးတော့ဒီ YouTube ဖွင့်လိုက်ပြီဆိုတာ ਨੇ ဒီ science ဆိုတာပေါ်လာလိမ့်မယ်ကျွန်တော်ကဒါပြန်ထွက်ထားတာပါเนาะပုံမှန်ကကျွန်တော် science ဖြစ်နေတာအဲ့တော့ဒီမှာကျွန်တော်တို့အရင်ဆုံး science ဝင်ရမယ် science ဝင်မယ်ဆိုတော့ကျွန်တော်ခုနမှကျွန်တော်လောဆယ်ဖွင့်ထားတဲ့ account လေးပေါ့เนาะကျွန်တော်အဲ့ဒီကနေကျွန်တော်ဝင်လိုက်မယ်ပေါ့เนาะဝင်လိုက်မယ်ဆိုကျွန်တော်တို့က password ရိုက်ထည့်ရမှာပေါ့เนาะထင်တော့တယ်မြန်မာလိုဖြစ်ရနော်ဆိုတော့ဝင်သွားပြီနော်ဝင်သွားပြီကျွန်တော် channel မဟုတ်သေးဘူးကျွန်တော် account မရှိသေးတယ်ဒါ account မရှိသေးတယ်နော်ကျွန်တော်တို့တွေဒီ YouTube က subscribe လုပ်တော့ဘာညာဆိုကို account နဲ့ subscribe လုပ်လို့ subscriber တိုးလာလေခုနလို account ဖွင့်ထားတာမဟုတ်ဘူးဆိုကျွန်တော်တို့ subscriber ပုံစံနဲ့မဝင်ဘူးပေါ့အခြားနေရာတွေပေါ့နော်အဲ့တော့ကျွန်တော်ကဒီထဲမှာဒီဘက်တောက်က icon လေးကိုဝင်လိုက်နော်ဝင်လိုက်အဲ့ဒီမှာဒီတော့ဒါကျွန်တော်ကနာမည် name ကိုပေးထားတာမလို့ခု name တိုင်းပေါ်နေတာ all about science မြန်မာဆိုပေါ်နေတာပါနော်အဲ့ဒါကျွန်တော် Google မှာနာမည်ပေးရအဲ့လိုပေးထားလို့အဲ့လိုပေးထားလဲရတယ်ခုနာမည်တိုင်း quality ပေါ်နေလိမ့်မယ်ပေါ့နော်အဲ့ဒီမှာကိုကအဲ့ဒီနာမည်တိုင်းပေးမှလားကျွန်တော်တို့နာမည် name တိုင်းတန်းဖွင့်တာများတယ်အဲ့တော့ create channel ဆိုတော့လေးသွားလိုက်အဲ့တော့ create channel မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်အရင်ဆုံး name ပေါ့နော် name ကဒီမှာဆိုရင်ကျွန်တော် all about science မြန်မာအဲ့တိုင်းပဲကျွန်တော်သွားမယ်သူ့ရဲ့ဟိုတော့မှာပေါ့ဒါသူ့ရဲ့ဒီကျွန်တော်တို့ address ကိုပေးတဲ့ပုံစံမျိုးပေါ့နော် all about science မြန်မာအဲ့တိုင်းပဲထားမယ်အဲ့မှာကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုတော့ upload picture ပေါ့နော် picture ကို upload လုပ်ဖို့လိုတယ်ပေါ့နော် upload လုပ်ဖို့လဲဆိုတော့ကျွန်တော်လောလောဆယ်တော့ picture ကိုကျွန်တော်အချမ်းလေးပဲကျွန်တော်ယူထားလိုက်အောင်မယ်နော်ကျွန်တော်ထားပါတော့ဆိုတော့က picture တခု upload ကျွန်တော်ယူလိုက်မယ်နမူနာလေးပေါ့ကျွန်တော်ပြီးမှကျွန်တော်ပြန်ပြီးသားလောက်ပါဒါနမူနာပြတာကို picture တခုယူချလိုက်ပါတော့ဘာယူမလဲပေါ့နော်ဒီကောင်ပေါ့ခဏပါနော်ဒါခဏပေါ့ပြီးမှကျွန်တော်ပြန်ပြောင်းမယ်ဒါကျွန်တော် channel ပဲเนาะဒါကျွန်တော်လောဆယ်ကျွန်တော်အဓိက run နေတဲ့ channel အဲ့ channel ရဲ့ဒါလည်းကျွန်တော်ခဏထားပြီးတော့မှကျွန်တော်ပြန်ချိန်မှာကျွန်တော်နောက်ထပ်လုပ်မဲ့ channel လေးတစ်ခုပေါ့ဒါခါလုပ်ရင်းနဲ့ခါလေးတင်ပေးလိုက်တာပေါ့ picture upload လုပ်မယ်ဒါတော့တည်ပြီးသားပြောစရာမလိုတော့ဒါဆိုကျွန်တော် create channel လုပ်လိုက်ရင် channel create ဖြစ်သွားပြီเนาะchannel create ဖြစ်သွားပြီတော့ရိုက်ကြပါကြိုက်တဲ့ချိန်မှာပြဿနာမရှိဘူးเนาะအဲ့မှာဟုတ်ပြီအဲ့မှာ channel no subscriber no video ပေါ့เนาะဒီမှာ channel ရဲ့ဟွာလဲကျွန်တော်တို့ provide picture ဟွာခုလောဆယ်မပေါ်လာသေးဘူးပြီးတော့ပေါ်လာမှာပေါ့เนาะကျွန်တော်ချက်လုပ်ကြည့်လိုက်မယ်profile picture လေးက master တဲ့ဝင်သွားတယ်ပေါ်နေကျွန်တော် profile picture ပဲပေါ်နေပြီ okay အဲ့ဒီမှာကျွန်တော်တို့ကအဓိက channel မှာဘာတွေအဓိကလုပ်အောင်လဲဆိုတော့ဒါကြောင့်အပေါက်တွေပဲပေါ်လာပြီเนาะဒါဒီလိုခု channel လေးပေါ်လာပြီပြီးရင် customize ထဲကိုသွား YouTube Creator Studio ထဲဝင်သွားလိမ့်မယ်ဒီထဲဝင်လဲရတယ်เนาะဟုတ်ပြီဒီမှာကျွန်တော်တို့အများကြီးပဲ၄ယောက်တွေပါတယ်အများကြီးဒီမှာတော့အမှန်တော်တော်များတယ်เนาะ basic info channel နဲ့ပတ်သက်တဲ့ description ရေးရမယ်
channel ဘက် description ပေါ့နော်ဒီမှာပါ describe ပါညာပေါ့ပြီးရင်ကျွန်တော်လှုပ်ထားပြီးသားပြမယ်ဒီမှာကျွန်တော်ကဗီဒီယိုရှေ့မှာဆိုအများကြီးမပြတော့ဘူးလှုပ်ထားပြီးသားနဲ့တန်းပြမယ်basic info တွေဝင်ကို channel ကဘာပြောပြပါတယ်ဘာညာပါလာကပြီးတော့ကိုရဲ့ဒီ Facebook ဒီ page ရှင် Facebook page နဲ့ချိန် TikTok ရှင် TikTok နဲ့ချိန် Instagram ရှင် Instagram နဲ့ချိန်ပေါ့နော်အဲ့ဒါလုပ်ထားမယ်နော်အဲ့ဒါကြီးလုပ်ရမယ်ကို email address ရှင်ကို email address နဲ့ထည့်ပေါ့နော်အဲ့ဒါမျိုးတော့ထည့်မယ်ပြီးွားရင်အားလုံးပြီးွားရင်ဒီဘက်က publish ကိုနှိပ်ဖို့လိုတယ်သွားမပြောင်းမဲနဲ့ publish ကိုမနှိပ်ရင်ဒါဘာမှစိတ်မဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုက branding ဒီမှာကျွန်တော်တို့ကဒါခုနကျွန်တော် profile page လောက်တာနောက်တစ်ခုက banner image အဲ့ banner image ဆိုတော့ကျွန်တော်ပြမယ်နော် banner image မထည့်ထားရင်မကောင်း banner image ထည့်တော့ကျွန်တော်ဘာမှမပါတော့ဟုတ်လား channel ပေါ်မှာဘာမှမပါတော့အဲ့တော့ banner image ထည့်ထားရင်တော့ကောင်းတယ်ပေါ့နော်ကျွန်တော် banner image ကြည့်ရရင်တော့ပြပြီမယ်နော်ချိုးပါလေးထားပါတော့ကိုနာမည်ကြီးတဲ့ဗညာပေါ့နော်လောပိုင်ဗညာပေါ့နော်အဲ့ဗညာ official ပေါ့ဆိုတော့ banner image ဆိုတော့လေကျွန်တော်ပြမယ်သူ channel ကိုကျွန်တော်ဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြီဆိုတွေ့လာမသိနော်ဒီမှာအပေါ်မှာလေလောပိုင်ဗညာဆိုဒီမှာလာအကွက်လေးထွက်လာနော်အဲ့ဒါ banner image ပဲဒါဆို profile picture ပေါ့နော်အဲ့သူ့မှာအကုန်လုံးဒီ tab တွေရှိတယ်okay အဲ့ခဏ customer ပြင်ပြန်သွားမယ်အဲ့ပေါ်ကတည်းကောင်ဒီမှာတော့တော့တစ်ခုချင်းပြထားတာဒါကတော့ TV မှာဆိုဒီလိုပေါ်မယ်ကျွန်တော်တို့က laptop မှာဆိုဒီလိုပေါ်မယ်ကျွန်တော်ဖုန်းမှာဆိုဒီပေါ်လေးမှာပေါ်မယ်ပေါ့နော်အဲ့ဒီမှာသူ့ရဲ့ site ကပါပြီးသားဘယ်လောက် site ရှိရမလဲဆိုရင်2048เนาะ cross 1152 pixel ရှိရမယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းပတ်သက်ပြီးကျွန်တော်တို့ကဒီကောင်တွက်ထားပြီးတော့ banner image ကိုမှတ်ထားပြီးတော့အဲ့ပုံစံအတိုင်းကျွန်တော်တို့ကဒီ Canva တို့ဘာတို့မှာလုပ်လို့ရတယ်နောက်တစ်ချက်ကဒီခု Photoshop တွေပိုင်းမှာလုပ်လို့ရတယ်ပေါ့နော်ပိုသိကျွန်တော် channel တွေက banner image site ဆိုပြီးတော့ရှာကြည့်ပေါ့နော်ကျွန်တော်ဒီ Google မှာရှာကြည့်လို့ရတယ်အဲ့တော့ banner image site ဆိုရှာကြည့်ကျွန်တော်တို့အဲ့ဒီရှာပြီးလုပ်တာကျွန်တော်က banner image site ဆိုတော့ရှာကြည့်လိုက်ပါနော်ညဒီမှာ robot လာလုပ်နေသေးတယ်ဒုက္ခbanner image site ပေါ်လာပြီเนาะဒီမှာbanner image site တွေဒီမှာရှိတယ်အများကြီးပဲအဲ့ site တွေကိုယ့်ဘာလိုက်ရှာလို့ရတယ်ဒီမှာဆို site ဘယ်လောက်ရှိလဲပါညာပေါ့เนาะအဲ့ site တိုင်းကွက်တီးကျွန်တော်တို့ကဒီ Canva တွေပိုင်းမှာလုပ်လို့ရတယ်ဒါတွေကတော့ Canva တွေပိုင်းမှာထပ်ပြီးတော့လိုက်လေ့လာလိုက်ပေါ့เนาะ all devices ဒီမှာဆိုကျွန်တော်ဒါ banner image ပဲ all devices မှာဆို1035 338 desktop ဆိုရင်တော့2000 desktop ပါပေါ်ရင်2060 338အဲ့ဒီလိုပုံစံသွားလာဒါကျွန်တော် YouTube banner လေးတွေเนาะခေါင်းလာတော့ YouTube banner ဆိုရေးထားတယ်ပေါ့နော် YouTube banner image site တွေပေါ့နော်ကိုယ့်ဘာကို site လုပ်ပြီးတော့ကိုယ့်ဘာကိုပြန်ပြီးတော့အဲ့ banner image site နဲ့အဲ့ဒီကောင်လိုက်ပြီးတော့ adjust လုပ်ရမယ်ထည့်ရမယ်ပေါ့နော်အဲ့ထည့်တာလေးအဲ့တော့ကျွန်တော်ပြီးရင်တော့နောက်ပိုင်းဒီ channel ကိုဝင်ပြီးကျွန်တော်အခုပြန်ပြောပြပြီနော်ဒါအချမ်းမင်းပြောပြတာပေါ့နော်အချမ်းမင်းပြောပြတာဖြစ်ပါတယ်ပြီးရင်ဒီအောက်မှာကျွန်တော် watermark လေးထည့်လို့ရတယ် watermark လေး watermark ကကျွန်တော် channel ရဲ့အောက်လေးမှာကျွန်တော် video အောက်လေးမှာပေါ်လာမယ့်ဟာလေးအဲ့ဒါလေး upload တင်လိုက်လို့ရှိရင်ကိုတင်လိုက်တဲ့ upload တင်လိုက်တဲ့ image တွေကဒီမှာလာပေါ်နေမယ်ဒီ video ရဲ့ဒီတောက်လေးမှာတောက်လျှောက်လာပေါ်နေမယ် watermark လေးပေါ်နေမယ်เนาะအဲ့တော့ဒီသုံးခုလောက်ရမယ်ပေါ့เนาะ profile picture ကချိန်ထားပြီးကျွန်တော်တို့ banner image ကိုကျွန်တော်သူ့ site နဲ့တိကျလုပ်ပြီးတော့တင်ရမယ်ကျွန်တော်ဒီကို Facebook မှာ cover photo တင်တဲ့ပုံစံလုပ်လို့မရအောင်เนาะသူကဒီလုံးဝ banner image site ကွက်တိရမှာဆိုကွက်တိအဲ့လိုပုံစံပြင်မယ်ပေါ့เนาะနောက် watermark လေးထည့်ခြင်းတည်းမထည့်လည်းရတယ်ဒါတွေကကျွန်တော်တို့ကအကုန်လုံး option တွေပဲလုပ်ချင်လို့မလုပ်ချင်လို့ရတယ်ပြဿနာမရှိဘူးလုံးတော့ကောင်းတာပေါ့เนาะ၄ယောက်လေးထည့်လို့ရတယ်အဲ့တော့ channel trailer ပေါ့เนาะအဲ့တော့ channel trailer မှာတော့နှစ်ခုရှိတယ်သူကအဲ့တော့ channel trailer for people who haven't subscribed ပေါ့เนาะကျွန်တော်တို့အခုမှစပြီးတော့တွေ့ရသူပေါ့เนาะအခုမှစပြီးတော့ new subscriber ဖြစ်မဲ့သူပေါ့စပြီးတော့ new viewer တွေကိုပြမဲ့ကောင် channel တွေကိုဝင်လိုက်တာနဲ့ channel ထဲမှာကျွန်တော်တို့ကစပြီးပေါ်တဲ့ဟာရှိတယ် video ရှိတယ်ပေါ့เนาะဒါသူဆိုသိမပေါ်ဘူးကျွန်တော် channel တစ်ချက်ပြပေးမယ်เนาะကျွန်တော် channel မှာဆိုကျွန်တော်တို့ကကျွန်တော်ဆိုရင် subscribe မလုပ်ထားဘူးပေါ့เนาะအဲ့တော့ all about ကျွန်တော် channel ဝင်လေ့လာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော် channel လေးမှာဆိုရင်ကျွန်တော် channel name နဲ့ရိုက်ရှာတယ်ဒါအဲ့ကောင်လည်းမပေါ်ဘူးတို့လားမပေါ်တော့ကျွန်တော်မြန်မာထပ်ထည့်လိုက်ရတယ်လုံးဝကျွန်တော်မြန်မာပိုင်းကျွန်တော် channel မပေါ်ဘူး okay search မှာပေါ်လာပြီเนาะဒီမှာတော်လာပြီဟုတ်ပြီလားကျွန်တော် channel ဝင်လိုက်ပြီဆိုရင်ဒီမှာစရောတော်လာတော့လားကလေးလည်းမယူချင်ဘူးတို့လားကျွန်တော် channel စပေါ်လာပြီဆိုဒီလိုစပေါ်လာပြီဆိုဒီကောင်လေးကျွန်တော်တို့ကဒါကျွန်တော် subscriber မလုပ်ရသေးတဲ့ new viewer တွေပေါ့နော်သူဗီဒီယိုနှစ်ခုထားလို့ရတယ်တူတူထားလိုက်ရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ add လုပ်ပြီးတော့ကိုတင်ထားပြီးရဲ့ view တွေတစ်ခုထားလို့ရတယ်အဲ့တော့ channel စဝင်ချင်း view မှာစတွေ့မှာပေါ့နောက်တစ်ခုကကျွန်တော် feature video ထားလို့ရတယ် feature video ကျတော့ကျွန်တော်တို့က returning subscriber ဆိုတော့ကိုနောက်ထပ်ပြန်လာမဲ့သူတွေပေါ့ subscribe လုပ်ပြီးသားလူပြန်လာမဲ့သူတွေအဲ့ဒါကျွန်တော်ကအကြံပေးတာဒါကိုကြတော့ channel မှာအကောင်းဆုံးလို့ထင်ရမဲ့ view များနိုင်တဲ့အကောင်းဆုံးဖြစ်မဲ့ video ကိုဒီထဲမှာထားပြင်တယ်
ဒီ returning subscriber အတွက်ကြတော့ကျွန်တော်တို့က new video တွေပြင်ထားသေးတယ်အခု video တစ်ခုတစ်ထွက်ပြီးအဲ့ video တစ်ခုထွက်ပြီးဆိုတိုင်းမှာဒီကောင်နေရာမှာပြင်ပြီးပြောင်းနေတယ်ပေါ့ဒေါင်တွေကကုန်ပြန်ချိန်လို့ရတယ်ဒါလည်းချိန်လို့ရတယ်အကောင်းဆုံး video ကိုဒီမှာထားမယ်အကောင်းဆုံးလို့ထင်ရတဲ့ video ဒီမှာထားမယ် new video ဒီမှာထားမယ်အဲ့ဒါဆိုကျွန်တော်တို့ channel subscriber တွေပို့ပြီးတော့တိုးလာဖို့ရှိလို့ returning viewer လည်းပိုများဖို့ရှိအဲ့တော့ကိုယ့် channel မတော်ရုံနဲ့မဲ့နဲ့ပြန်ပြီးတော့ပြန်ဝင်မိတဲ့ခါကျရင်ဒီ video တွေ့သွားလို့ရှိရင်နောက်တစ်ခေါက်ပြန်ကြည့်ရင်ဒီပေါက်လာအောင်လို့တင်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့၄ယောက်ထားတဲ့ဟာလေးတွေနောက်တစ်ခုကကျွန်တော်တို့က feature section မှာအများကြီးထည့်လို့ရတယ်ဗီဒီယိုတွေကိုကျွန်တော်တို့ကဘယ်လိုပုံစံ playlist တွေထားလာမျိုးတွေ section တွေခွဲတာတွေပေါ့နော်နောက်တစ်ခုက short video တွေထားလို့ရတယ်ပေါ့ဒါလေးပေါ့နော်အဲ့ပုံစံတွေထားလို့ရပါတယ်ပေါ့နော်ဒါကျွန်တော်တို့ကဒီ channel နဲ့ပတ်သက် customization ပါပေါ့နော်အဲ့တော့နောက်တစ်ခုကကိုက monetization ရှောက်တော့မယ်ဆိုရင်ကျွန်တော်တို့ monetization ရှောက်တော့မှာဆိုတော့အရေးကြီးတာကျွန်တော်တို့ကအဲ့မှာကျွန်တော်တို့ကဒီ channel မှာကျွန်တော်တို့ကဒီမှာကျွန်တော်ပြန်ပြမယ်เนาะကျွန်တော်ခဏပြန်ပြမယ်ဒါကျွန်တော်တို့ခုနကနေရာပြန်သွားဒီဘက် channel ပြန်သွားဒါ YouTube Studio ထဲဝင်လိုက်တာ ਨੇ ဒီဘက်မှာလာပြီးလို့ရှိရင်ကျွန်တော်ဒါ customization ဝင်ထားတာ audio လိုက်ပြီးခဏထားလိုက်အောင်ကျွန်တော်ပြီးမှ AC ပြပြမယ် setting နဲ့ဝင်လိုက်ကိုက currency ဆိုတာဘယ်ကောင်သုံးမှာလဲပေါ့နော်ဘာနဲ့လို့ကိုလိုချင်လဲပေါ့အမှကိုအများကြီးရွေးလို့ရတယ်ထိုင်းဘက်နဲ့လိုချင်တာမြန်မာတော့မပါဘူးပေါ့နော်ထိုင်းဘက်နဲ့လိုချင်တာဘာလိုချင်လဲကိုလိုချင်တဲ့ currency ကိုထည့်လို့ရတယ်ပေါ့နော်အဲ့တော့ထိုင်းဘက်နဲ့ယူလဲရတယ်ပေါ့ချို့ကြတော့ထိုင်းဘက်နဲ့ယူတယ်ဒေါ်လာနဲ့ယူမယ်ဆိုဒေါ်လာပေါ့နော်အဲ့ဒါထည့်ရမယ်အဲ့တော့ channel မှာ country of residence အရေးကြီးပါတယ်အဲ့ကောင်တော်တော်အရေးကြီးပါတယ်ကိုကဘယ် country ကရှောက်ချင်တာလဲပေါ့နော်ကိုကလောလောဆယ်မှာကိုကဒီထိုင်းရှောက်မယ်ဆိုရင်ထိုင်းကိုယူထားပါနော် UK ကရှောက်မယ်ဆို UK ဂျပန်ကရှောက်မယ်ဆိုဂျပန်အဲ့လိုမျိုးပေါ့ကိုရွေးထားဖို့လိုတယ်ကျွန်တော်ထိုင်းလမ်းပဲကျွန်တော်ရွေးထားလိုက်မယ်เนาะကျွန်တော်ကတော့ထိုင်းလမ်းပဲရွေးထားလိုက်မယ်ထိုင်းလမ်းပဲရွေးထားလိုက်မယ်ပေါ့เนาะအဲ့ဒါအရေးကြီးရယ်เนาะမြန်မာနိုင်ငံမရတဲ့ကြောင့်မို့တကယ်လို့ဒါဒီမှာမြန်မာနိုင်ငံတော်ရွေးမိတိုင်းပြဿနာရှိတယ်အဲ့တော့ဒီအဲ့အောက်မှာ basic info အောက်မှာ channel เนาะဒီမှာเนาะ general ပြီးရင် channel မှာကျွန်တော်တို့က country of residence မှာ Thailand သုံးဖို့တစ်ခုခုရွေးမယ်ပြီးရင် keywords channel keywords တွေပြီးတော့မှကျွန်တော်ပြန်ထည့်မှာလောလောဆယ်တော့ကျွန်တော်မထည့်သေးဘူးchannel keywords တွေဆိုကို channel ကိုရိုက်ရှာမယ်ဆိုကိုကပါလေဥမာပေါ့ English နဲ့ပတ်သက်တာဆို English grammar ဘာညာတာလာကပေါ့ပြီးရင်ကျွန်တော်အဲ့ keywords တွေကျွန်တော်ထည့်ထားတဲ့တစ်ဖက်ကထည့်ထားပြီးသားကိုကျွန်တော်ပြပါမယ်เนาะလောလောဆယ်ကျွန်တော်မထည့်ပြတော့ဘူးအဲ့တော့ရှေ့မှာဆိုလို့ထည့်ထားပြီးသားအိမ်လုံးပြမယ်ဒီနေရာမှာကိုထည့်ခြင်းတဲ့ keywords တွေကို channel ကိုရှာမဲ့လူတွေဘယ်လိုရှာရင်တွေ့နိုင်မလဲပေါ့เนาะအဲ့လိုမျိုးပေါ့ English လို့ရိုက်ရှာရင်လည်းကို channel တွေ့ခြင်းအဲ့တော့တွေ့နိုင်အောင်ရိုက်မယ် grammar ဘာညာတာလာကပေါ့ကိုက science ဆိုလို့ရှိရင်လည်းscience မှာဘာရှိလဲဆိုတော့astrophysics ဘာညာတာလာကပေါ့ဗျာ nuclear physics အဲ့လိုပုံစံမျိုးတွေ channel keywords တွေအများကြီးထည့်လို့ရတယ်အဲ့ဒါပြီးသွားရင်အားလုံးပြီးရင်ဘာလုပ်လို့လဲဆိုတော့ကျွန်တော် save ဖို့လုပ်တယ်ပေါ့နော်အဲ့တော့ channel မှာ basic info မှာ country of resident ရေးကြည့်ပါတယ်နှမို့ကျွန်တော် monetization tools ကျွန်တော် country of resident ကိုကျွန်တော်လောလောဆယ်ကျွန်တော်ခဏနေနော်ကျွန်တော်ပြချပေးမယ် country of resident မြန်မာပါလားမသိဘူးမြန်မာမပါဘူးကျွန်တော်နိုင်ငံတော့မပါဘူးထားပါ cancel ပေါ့ဘာမှမလုပ်တော့အောင်နော် discuss change ကျွန်တော်ထားလိုက်တယ်အဲ့တော့ monetization ထဲမှာကျွန်တော်ဝင်ကြည့်လိုက်မယ်ပေါ့အဲ့တော့ဒီလိုပေါ်လာတယ်ပေါ့နော်ဒီပေါ်လာတယ်Okay copyright ပါဘာမှမကြည့်သေးဘူးကျွန်တော်ဘာမှမလုပ်ရမလို့သေးအောင် Okay ဒီလိုပေါ်တော့ကျွန်တော်ကဒီမှာကျွန်တော်ဒီ VPN သုံးထားလို့ဗျပုံမှန်ဆိုတော့ကျွန်တော်ဘာမဖြစ်ဘူးကဲခုနပြန်သွားလိုက်အောင်နော်ပုံမှန်ဆိုကျွန်တော်မြန်မာ resident ဖြစ်နေတာနဲ့ပြဿနာရှိရနော်ကျွန်တော်ဘာမှမလုပ်ထားဘူးဆိုရင် country တိုင်းသူရှိနေတိုင်းပြနေသူက channel monetization မရဘူးပါညာနဲ့ပြောလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီ country or residence ကိုပြောင်းဖို့လိုတယ်အခုကျွန်တော်လောဆယ် Thailand ပြောင်းပေးထားလိုက်မယ် Okay Thailand keywords ထည့်ရမယ်နော်အရေးကြီးရနော်ကို channel ကိုရှာဖို့တော့ keywords ထည့်ဖို့လိုပါတယ် Okayဒါဆိုရင်ဒီပိုင်းပြီးသွားပြီ setting ပြန်ဝင်လိုက်မယ်ကျွန်တော်channel မှာဒီမှာ advanced ကိုဝင်advanced မှာကျွန်တော် review ပြန်လုပ်မှာလားပါနော်အဲ့တော့ review လုပ်တာကောင်းပါလေဘာလို့ဆိုတော့ကျွန်တော်တို့ကဒီမှာ channel video တင်ပြီးဆို made for kid is not made for kid ဆိုတာရှိတယ်အဲ့ဒါကျွန်တော် video တင်နေပြမယ်နော် video တစ်ပုတ်တင်ပြီးကျွန်တော်အဲ့ဒါကို video lecture တေချာပြပေးမယ်ဒါ standard feature တွေရှိတယ် okay ဒါတွေတော့okay ကျွန်တော်တို့ဒါတွေ upload default ဒါတွေအရင်မကြည့်ဘူးပြဿနာမရှိဘူးဒါတွေ advanced setting ဒါတွေအရင်မကြည့်ဘူးဒါကိုယ့်ဘောက်ကိုကျွန်တော် video တင်လဲလုပ်ရလို့ရတယ်ဟုတ်ပြီဒါ permission ကျွန်တော်တယောက်လည်းရှိရပါတော့တကယ်လို့ကျွန်တော်တို့ဒီ channel ထောင်ထားပြီဆိုလို့ရှိရင်တော့ channel ဒီဘာလုပ်လို့ရလဲဆိုကျွန်တော်တို့ဒီ Facebook မှာ admin တွေပေးလို့ပဲသူ admin တွေပေးလို့ရတယ်ပေးရတဲ့အခါကျတော့ admin တွေကျွန်တော်တို့ကဒီ email နဲ့ invite ပေးရတာပေါ့ဒီမှာ invite နေလိုက်ပြီဆိုရင်ကျွန်တော်တို့ကဘာ invite မှာသူ user email ရှိမယ်သူ email တစ်ခုကျွန်တော်ထည့်လိုက်မယ်ပေါ့သူကိုကဘယ်သူတွေထပ်ပေးနေတယ်ပေါ့နော်ကိုနဲ့တငယ်ချင်း5 6လောက်ကိုထပ်ပေးနေတယ်ဆိုတော့သူ email ထည့်သူ့ကိုဘယ်လိုယာရုပေးထားမှာလဲ
manager ဆိုတော့အကုန်လုံးလုပ်လို့ရမယ် editor ပေါ့ editor မှာ limited editor လား viewer ပဲလား viewer limited လားကိုဘယ်လိုပုံစံနဲ့ပေးချင်တာလဲကိုပေးချင်တဲ့ပုံစံနဲ့ပေးသွားလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့အကုန်လုံးတစ်ခုချင်းဒီမှာပြောထားတယ် manager ဆိုတော့အကုန်လုံးပေါ့ကျွန်တော်တို့ဒီ Facebook ကပေးတဲ့ full control လို့ပေါ့နော် full control ပေးထားခြင်းပေးထားလို့ရတယ်ဒါပေမဲ့ channel owner တော့ကိုပဲပေါ့နော်အဲ့ပုံစံနဲ့ဒီကပေးလို့ရတယ် permission ကနေပြီးတော့ invite ကနေ email ပေးပြီးတော့ဟိုဘက်မှာ email မှာသွားပြီးတော့သူကပေါ်လိမ့်မယ် invitation ပေါ်အဲ့ email က accept လုပ်ပေးလိုက်ရင်အဲ့ email ကနေပြီးတော့ဒီဘက်ကိုကျွန်တော်တို့က channel ကို control လုပ်လို့ရသွားပြီပေါ့နော်ဒါအဲ့ permission ကနေပြီးတော့ကိုတယောက်တည်းမဟုတ်ဘဲနဲ့အခြားလူတွေပါ control လုပ်လို့ရပါတယ်နောက်တော့ community ပေါ့community ကလည်းဒါတွေကတိတ်အရေးမကြီးဘူးကျွန်တော်ဒါအဲ့ဒါတွေက skip သွားမယ်ပေါ့နော်ဒါတွေလည်းတိတ်အရေးမကြီးဘူးလောဆယ်မှာမလိုသေးဘူးပေါ့နော် agreement နဲ့အဲ့တော့ကျွန်တော်ဒီ setting မှာဆိုရင် channel မှာ US dollar သို့မဟုတ်ကိုသွားမဲ့ currency တခု time bet တွေပါလို့ထည့်ပါ channel ရဲ့ basic info မှာ country of resident ထည့်ဖို့ထည့်ရမယ် channel ရဲ့ keywords ထည့်ကိုထည့်ရပါမယ်ပြီးလို့ရှိရင် permission မှာကိုတယောက်တည်းကန်ကိုတယောက်တည်းပေါ့နော်ကိုနောက်ထပ်ဒီ email နဲ့ကန်ရင်လည်းကိုနောက်ထပ် email တွေထပ်ထည့်ကိုတငယ်ချင်းတွေမှာကန်ခိုင်းမယ်ကိုဒီမှာ admin နေရာမှာနောက်ထပ်3-4ယောက်ထည့်နေတယ်ဆိုသူ email ကိုထပ်ထည့်ဖို့လိုပါတယ်ပေါ့နော်အဲ့ပုံစံနဲ့ကျွန်တော်လုပ်လို့ရပြီးအားလုံးပြီးတော့ save ဆိုတာမမေ့နဲ့ပေါ့နော်ဆိုတော့ဒါ channel နဲ့ပတ်သက်တဲ့ပထမဆုံးစထောင်လေးပေါ့နော် email တစ်ခုဖွင့်ထားဖို့လိုပါတယ်အဲ့ email ကိုကျွန်တော်တို့က email ရဝင်ပြီးလို့ရှိရင်ကျွန်တော် email ကနေတော့ကျွန်တော်တို့က account ထဲကိုဝင်မယ်ဝင်လိုက်ပြီးတော့အဲ့လိုပေါ်လာပြီပေါ့ပေါ်လာပြီးရင်ဆိုရင်ကျွန်တော်တို့ကပြန်ထွက်လိုက်မယ်နော်ကျွန်တော်ခဏပြန်ထွက်လိုက်မယ်ခဏပြန်ထွက်လိုက်မယ်အဲ့တော့ email ထဲဝင်လိုက်ပြီးဆိုရင်ဒီလိုကျွန်တော်တို့ကဒီလိုပုံစံလေးပေါ်လာမယ်ဒီ overview လေးပေါ်လာရင်ကျွန်တော်တို့ကဒီဘက်တောက်က icon ကိုဝင်ပြီးတော့အဲ့မှာတစ်ခါလေးတန်းဝင်လဲရတယ် your channel ဝင်လဲရ your channel ရတစ်ဆင့်သွားလဲရတယ် YouTube studio တန်းဝင်လဲရကျွန်တော် your channel ရပဲဝင်ပြလိုက်မယ် your channel တို့ဒီလိုပေါ်လာမယ် all about science မြန်မာကျွန်တော်ခုနထောင်လာတဲ့ channel လေးပေါ့နော်ပေါ်လာမယ်အဲ့မှာ customize channel တွေဝင်ပါ customize channel တွေဝင်ပါအဲ့မှာ၄ယောက်မှာကျွန်တော်တို့ကဒါတွေကဗီဒီယိုတင်မှလောက်ရမယ်လို့နေတာကြိုပြီးကျွန်တော်ရှင်းပြထားတာ okay branding မှာ profile page ဟာ change လို့ရတယ် remove လုပ်လို့ရတယ်ကိုကြိုက်တယ်လို့ profile page ဟာ change လို့ရတယ် banner image က banner image ရဲ့ site အတိုင်း Canva မှာဖြစ်ဖြစ်ကျွန်တော်တို့နောက်ထပ် Photoshop application မှာဖြစ်ဖြစ်လုပ်ပါပြီးရင် watermark ကိုထည့်မယ် watermark ကလည်းကိုကြိုက်တဲ့ watermark ကိုရဲ့ channel logo ဖြစ်ဖြစ်ထည့်ပြီးလို့ရှိရင် upload တင်လိုက်ပါအဲ့ဒါ watermark လေးပေါ်လာမယ်ဗီဒီယိုပြနေဆိုဒီမှာဒီတောက်လေးမှာ watermark လေးပေါ်လာပါလိမ့်မယ်basic info မှာဒါတွေပေါ့နော် description မှာကိုယ့်ရဲ့ description တွေထည့်လို့ရတယ် link တွေထည့်လို့ရတယ်link တွေအများကြီးထည့်လို့ရတယ် share external link with your viewers အဲ့တော့ကျွန်တော်တို့ကအဓိက by link ထည့်တဲ့ကို Facebook link တို့ TikTok link တို့အဲ့ဒါတွေရှောက်ထည့်လို့ရတယ်ပေါ့နော်ကို contact email address ထည့်လို့ရတယ်အဲ့တော့ကို channel description ရဲ့တို့ channel description ပြတိုင်းအဲ့ description ကနေပြီးတော့လည်းလူတွေရှာလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေဒီ၃ခုကို customization မှာမဖြစ်မနေလုပ်ပါပေါ့နော်အဲ့ဒါပြီးသွားရင်အရေးကြီးဆုံးဒါပဲကျွန်တော်ဘာမှမလုပ်ထားလို့ကျွန်တော်အကုန်လုံးလုပ်ထားပြီးသွားရင်နောက်မှာ publish မှာကျွန်တော်တို့ကအပြလေးပေါ်လာလိမ့်မယ်အဲ့ publish ကိုမနှိပ်ရင်လုပ်ထားသမျှအားလုံးက save မလုပ်ပါဘူးအားလုံးပြီးသွားရင် publish ကိုနှိပ်ပေးပါပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကဘယ်ကိုဆက်သွားမလဲဆိုတော့ setting ကိုဆက်သွားပါ setting ကိုသွားပြီးရင် setting မှာ general မှာဒေါ်လာပြောင်းထားပါဒေါ်လာသုံးမဟုတ်ကိုက time bet ပဲလို့ကျင်တယ်ဆို time bet ပေါ့နော်ဂျပန်ယန်ဆိုယန်ပေါ့အဲ့လိုသိချာကိုသွားကျင်တဲ့ currency တွေကိုကိုကြိုက်တယ်လို့ change လို့ရတယ်အဲ့တော့နောက်တစ်ချက်က channel ကိုသွားပါ country of residence ကိုလုံးဝမဖြစ်မနေထည့်ဖို့လိုပါတယ်မြန်မာလုံးဝထည့်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့ကတကယ်လို့ကျွန်တော်ကဒါ VPN နဲ့တုံးထားလို့ပါ VPN နဲ့မတုံးထားရင်တော့ဒီ country ဒီကျွန်တော်တို့ကမြန်မာပုံစံသွားနေတဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ and မှာပေါ့နော်ဒီ dollar sign လေးမှာသူကဒီကောင်ဒီ monetization ရှောက်မရအောင်ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့တော့အဲ့မှာ Thailand ကျွန်တော်တို့ Thailand ထားထားတယ်ကိုကတကယ်လို့ဂျပန်ရှောက်မယ်ဆိုဂျပန် UK ရှောက်မယ်ဆို UK US ကရှောက်မယ်ဆိုလို့ရှိရင်တော့ United States ပေါ့နော်ကျွန်တော်တို့က US ဆိုပြီးတော့ထားဖို့လိုတယ်ကို channel ကိုရှာလို့ရဖို့ keywords တွေအများကြီးထည့်ဖို့လိုပါတယ်အဲ့မှာကျွန်တော်က comma လေးနဲ့ခံပြီးတော့ထည့်တာဒီကျွန်တော် channel keywords တွေပြီးရင်ကျွန်တော်ပြပေးပါမယ်เนาะပြီးသွားရင်တော့ permission ပေါ့เนาะ permission မှာပါကျွန်တော်ဒါ owner invite လုပ်ပြီးတော့နောက်ထပ်လူတွေကိုထပ်ပြီးတော့ခေါ်ထည့်လို့ရတယ် channel ကို control လုပ်ခိုင်းလို့ရပါတယ်အဲ့ဒါတွေကိုအဓိကရအောင် channel မှာစပြီးတော့ setting ချိန်မှာ okay ကျွန်တော် channel customization တွေနည်းနည်းပြပေးပါမယ် keywords တွေပြပေးပါမယ်ဒီမှာပါမလားတော့မသိဘူး okay ခဏလေးပါပါလေးပေါ့ကျွန်တော်ဘွားကပြန်ဝင်ပြီးတော့ကြည့်ပြပါမယ်နော်ဒါကျွန်တော်ထောင်ပြီးသား channel ကိုပြပါမယ်နော်
line နဲ့ဆိုးတော့လည်းတင်းကြီးခံပြရပါနောက်တက်ထုတ်မှရတော့ကျွန်တော် keywords တွေเนาะကျွန်တော် channel keywords တွေရှိရပါเนาะ line ခက်ခဲဖြစ်ရ channel ဝင်အောင်မသိမလို့ဖြစ်Sure. Sure. Theကျွန်တော်လို့ရပါမယ်เนาะအစင်ပြေတော့နောက်ဗီဒီယိုကျရင်ကျွန်တော်ပြပေးမယ်เนาะအဲ့ channel keywords เนาะအဲ့ဒီပဲတော့ပြန်ရှာကြည့်လိုက်ပါဦးနောက်တစ်ခုကကျွန်တော်တို့က channel နောက်ပိုင်းကြလို့ရှိရင်ဟိုဖြစ်အောင်လို့ကျွန်တော်တို့က keywords တွေရှာလို့ရအောင်လို့ Tubebuddy application เนาะTubebuddy extension လုပ်ဖို့လို့အဲ့ဒါကျွန်တော်အဲ့ကြမှာတော့တစ်ချက်ပြောပါမယ်เนาะအဲ့ကြရင်ကျွန်တော် research လုပ်ရင်းနဲ့ပြန်ပြပေးပါမယ်ဂျိုးဖွင့်ထားမှရမယ်တော့ရှိတယ်ဟောဂျိုးမဖွင့်ထားတော့ကျွန်တော်ဘယ်လိုမှပြမရတော့အဲ့တော့ကျွန်တော် channel တခုထောင်ပြီဆိုရင်အဲ့လိုမျိုးအဆင့်လေး step လေးတွေအကုန်လုပ်ထားဖို့လိုပါတယ်အဲ့တော့ဒီသင်ခန်းစာနားထောင်ပြီးသွားပြီဆိုရင်ကျွန်တော်ပြောတဲ့အတိုင်း step တွေတိုင်းလုပ်ထားကြည့်ပါမယ်เนาะအဲ့တော့အရင်ဆုံး Gmail ဖွင့်ထားပါ Gmail ဖွင့်ပြီးကျွန်တော်ပြောတဲ့ step တွေတိုင်းအကုန်လုံးသေးစိတ် like ဖြည့်ထားပါ description ရေးထားပါเนาะ keyword ဆိုလဲ keyword စလုံးလေးတွေပေါ့စလုံးသေးသေးလေးခုနကကျွန်တော်ပြောလို့ပေါ့เนาะစလုံးသေးလေးတွေ